မေပညာကိုဘလို့နားလဲထားလဲမေပညာဆိုတာလောကလူလောကအသုံးသစ္စာအနေနဲ့နားလဲထားတယ်ပညာကိုဘလို့ပညာကိုလောကအသုံးနှုံးအနေနဲ့တတ်မှတ်ထားတာပေါ့တတ်မှတ်ထားတဲ့ပညာဆိုဒီမှာသမုတ်ခေါ်ဝနဲမီပေါ်တွင်ကျင်ရတဲ့ပညာမှတ်တဲ့ပရမတ်ဆိုဒီမှာမဖောက်မပြင်းမှန်ကန်တက်မဲ့ဂုံတရက်ပရမတ်တတဘောတဲ့ရုပ်ဆိုဒီမှာဖောက်ပြန်ရုပ်ဆိုဒီမှာတဲ့ဖောက်ပြန်တတ်တဲ့သဘောတဲ့နန်းဆိုဒီမှာတိမှတ်တတ်တဲ့သဘောတဲ့ဒါကုပြောမှာကတော့ပညာကိုပြောမှာပါပညာက2မျိုးရှိတယ်မြေဝိဇ္ဇာမာနပညာနဲ့အဝိဇ္ဇာမာနပညာအရှိတရားပေါ်မှာပညာထားတာရဲ့မရှိတရားပေါ်မှာပညာထားတာရဲ့2ခုရှိတယ်ဒါဆိုရင်ပရမတ်ကလည်း2ခုပြထားတယ်သင်္ခရပရမတ်နဲ့အသင်္ခရပရမတ်အဲ့ဒီပရမတ်ကိုပဲပညာတင်ပြီးတော့ပြောရတာလေမြေယူဘက်ခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအဲ့ဒီခန္ဓာ5ပါးကအရှိတရားလားမရှိတရားလားသင်္ခရနယ်မှာတော့အရှိဓမ္မဟုတ်တယ်နော်ဒါဆိုရင်အဲ့ဒီအရှိဓမ္မပေါ်မှာပညာထားတဲ့ယူဘက်ခန္ဓာဆိုတော့အမိနာမတက်ထားတာမဟုတ်လားအဲ့ဒါဝိဇ္ဇာမနာပညာပဲခံစားနေတဲ့ဝေဒနာတဲ့အမိနာမတက်ပေးထားတာဝေဒနာခန္ဓာခံစားတတ်တဲ့သဘောရှိတယ်အဲ့ဒါဝိဇ္ဇာမနာပညာပဲဒါဆိုရင်ခန္ဓာ5ပါးကလည်းဝိဇ္ဇာမနာပညာငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါသူငါဆိုတာကလည်းအဝိဇ္ဇာမနာပညာအဝိဇ္ဇာမနာပညာမရှိတရားပေါ်မှာအမိနာမတက်ထားတာဒါဆိုရင်ဆရာလေးတို့ပညာတရားတွေဆိုတာတကယ်ထင်ရှားရှိတာလားဆိုတော့တကယ်ထင်ရှားမရှိဘူးဖောက်ပြန်ပြီးတော့ပျက်စီးသွားတယ်သင်္ခါရတရားအိဋ္ဌာကြီးဟုတ်တယ်နော်ခံစားပြီးတော့ပျက်စီးသွားတယ်ဝေဒနာတရားအိဋ္ဌာတရားအာယုန်တွေကိုမှတ်တယ်မှတ်ပြီးတော့ချုပ်ပြောက်သွားတယ်တင်ညာတရားအိဋ္ဌာတရားအာယုန်တွေကိုတိမှုမှတ်မှုခံစားမှုဖြစ်အောင်လှုပ်ဆော်စေဆော်တတ်တဲ့စေတနာသင်္ခါရတရားကလည်းအိဋ္ဌာတရားတည်ခြင်းဆိုတဲ့ဝိညာဉ်ကလည်းအိဋ္ဌာတရားဒါဆိုရင်ဝိဇ္ဇာမာနပညာအဝိဇ္ဇာမာနပညာဆိုတော့ခုနငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါဆိုတဲ့ကအဝိဇ္ဇာမာနပညာနေနဲ့ तू ကသုံးမိမယ်တကယ်မရှိဘူးခန္ဓာ5ပါးကိုတကယ်ရှိတယ်ဆိုပြန်တော့လေခန္ဓာ5ပါးကဖောက်ပြန်ခံစားမှတ်သားပြုပြင်တည်ပြီးတော့ချုပ်ပြောက်သွားရတယ်ခန္ဓာ5ပါးကလည်းအနိစ္စဓမ္မကြီးဆိုတော့အဝိဇ္ဇာမာနပညာကလည်းချုပ်ပြောက်သွားရတယ်ဆိုတော့ဒီပညာကြီးရတယ်ဧကံမရှိဘူးဒါဆိုရင်ဧကံရှိနေတာဘာလဲဆိုတော့နိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်လို့ပြောတယ်နိဗ္ဗာန်ကလည်းဘာလဲဝိဇ္ဇာမာနပညာပဲမြေနာမည်တက်ထားတာပဲလေဟုတ်တယ်နော်ဝိဇ္ဇာမာနပညာနာမည်တက်တာပဲတဲ့နိဗ္ဗာန်နိဗ္ဗာန်ဒီတဲ့နိဗ္ဗာန်ရဲ့သဘောတဘာဝကိုပြောမယ်ဆိုရင်ဘယ်လိုပြောမှလဲခုနကတော့ပြန်ပြောလိုက်မယ်နော်အဝိဇ္ဇာမာနပညာနဲ့ငါတူတစ်ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါသူငါဆိုတာတကယ်မရှိဘူးခေါ်ဝေါ်သုံးဆွဲလို့ရအောင်လောကဝေါဟာရကထာအနေနဲ့လူတို့ခေါ်ဝေါ်သုံးဆွဲလို့ရအောင်အမိနာမတက်ပေးထားလိုက်တာဒါတွေကပိန်းနေစီတို့ဒါအမိနာမတက်ပေးထားလိုက်တာဟုတ်တယ်နော်ရှာတဲ့ထိတွေ့တော့ तू ကရတာတက်တယ်ပရမတ်ရောက်သွားပြီရတာတက်ဆိုတာကလည်းနာမည်တက်လိုက်တာမဟုတ်လား तू ကဝိဇ္ဇာမာနပညာပိန်းနေသည်ဆိုတာကအဝိဇ္ဇာမာနပညာကဲရတာတက်ကလည်းရှာဝတ်တင်တော့ဘယ်ရောက်သွားလဲချုပ်ပြောက်သွားရတယ်အနိစ္စတရားကြီးဆိုတော့သူ့ရဲ့ဝိဇ္ဇာမာနပညာနာမည်တက်ထားတဲ့ရတာတက်ကြီးရတယ်ဘယ်ရောက်သွားလဲချုပ်ပြောက်ပျက်စီးသွားရတယ်ဒါကိုနားလေရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ငါတို့ပဲယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါဆိုတဲ့ပညာတရားလည်းတကယ်မရှိဘူးခန္ဓာ5ပါးဖောက်ပြန်ပြီးတော့ပျက်စီးသွားတဲ့ရုပ်ခံစားပြီးတော့ပျက်စီးသွားတဲ့ဝေဒနာအိဋ္ဌမှတ်သားပြီးတော့ပျက်စီးသွားတဲ့တင်ညာအိဋ္ဌလှုပ်ဆော်ပြီးတော့စိတ်ဆော်ပြီးတော့ပျက်စီးသွားတဲ့စေတနာသင်္ခါရတရားအိဋ္ဌသိနေတဲ့ဝိညာဉ်သိပြီးတော့ချုပ်ပြောက်ပျက်စီးသွားတဲ့သင်္ခါရတရားအိဋ္ဌအဲ့ခန္ဓာ5ပါးဒီဖြစ်ပေါ်ပြီးတော့ချုပ်ပြောက်ပျက်စီးသွားတယ်မြဲတယ်မမြဲဘူးအမြဲလည်းမရှိဘူးဆိုတော့ဝိဇ္ဇာမာနပညာအနေနဲ့ခန္ဓာ5ပါးကလည်းချုပ်ပြောက်သွားတာမြဲဟုတ်တယ်နော်ဒါဆိုရင်နိဗ္ဗာန်ဆိုတော့လေအမိနာမတက်ထားလိုက်တာဒါဆိုရင်နိဗ္ဗာန်ဆိုတဲ့သဘောတရားဘယ်လိုမျိုးလဲလာပြီနိဗ္ဗာန်ဆိုတာဘယ်လိုမျိုးလဲအမေဘယ်လိုနားလဲမယ်နိဗ္ဗာန်ကိုပြောရင်နိဗ္ဗာန်ဆိုတာကမြတ်ဗုဒ္ဓကပြောတယ်လေတဏှခယောနိဗ္ဗာန်နဲ့ဒေါသခယောနိဗ္ဗာန်နဲ့မောဟခယောနိဗ္ဗာန်နဲ့တဏှကုံရာကနိဗ္ဗာန်ပဲတဲ့ဒေါသကုံရာကနိဗ္ဗာန်ပဲမောဟကုံရာကနိဗ္ဗာန်ပဲတနည်းပြောရင်တဏှကင်းနေတာကနိဗ္ဗာန်လောဘကင်းနေတာကနိဗ္ဗာန်ဒေါသတွေကင်းနေတာကလည်းနိဗ္ဗာန်ဆိုတော့အမျက်ဒေါသအလိုလောဘတွေကင်းနေတဲ့အာယုံကနိဗ္ဗာန်ပဲလို့ဒီလိုနားလည်သွားတယ်အဲ့ဒါကိုနိဗ္ဗာန်လို့နာမည်တက်ပေးလိုက်တာဟုတ်ပြီနော်နိဗ္ဗာန်လို့နာမည်တက်နောက်တစ်ခုပြုပြင်ခြင်းဖန်တီးခြင်းတွေကင်းနေတဲ့နေရာနိဗ္ဗာန်မှာပြုပြင်သူမရှိဘူးပြုပြင်ခြင်းနဲ့မခံရဘူးဒါဆိုရင်ပြုပြင်ခြင်းသင်္ခါရတရားတွေကင်းနေတဲ့နေရာဒီနိဗ္ဗာန်မှာပဲဆိုတော့တဏှာနဲ့ပြုတဲ့သင်္ခါရတွေကင်းနေတာကနိဗ္ဗာန်
အမျက်ဒေါသတွေနဲ့ပြုလုပ်တဲ့သင်္ခါရတွေကင်းနေတာကနိဗ္ဗာန်မောဟဆိုတဲ့မောဟနဲ့ပေါင်းပြုလုပ်တဲ့သင်္ခါရတွေကင်းနေတာကနိဗ္ဗာန်လို့သဘောတက်ရောက်မသွားဘူးလားဒါဆိုရင်လောဘနဲ့ပြုပြင်လိုက်တဲ့သင်္ခါရတွေလောဘနဲ့တည်ပိတ်တာပြီဒေါသနဲ့ပြုပြင်တဲ့သင်္ခါရတွေဒေါသနဲ့တည်ငရဲပြီမောဟနဲ့ပြုပြင်လိုက်တဲ့သင်္ခါရတွေမောဟနဲ့တည်အတူတကယ်ပြီဟုတ်ပြီနော်အပယ်လေးပါပေါ့ဒါဆိုရင်ပြုပြင်ခြင်းသင်္ခါရတရားတွေရဲ့ကျေစုပြုမှုသည်ပိတ်တာအတူငရဲတိရစ္ဆာန်ပိတ်တာအတူတကယ်ကိုကျေစုပြုတယ်ဟုတ်လားကုသိုလ်သင်္ခါရတွေနဲ့တဲ့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနိစာပိသင်္ခါရဒီလိုသင်္ခါရတရားတွေနဲ့တဲ့ပြုပြင်ဖန်တီးသွားမယ်ဆိုရင်ပြုလုပ်သွားလို့ရှိရင်ဘာဖြစ်သွားမှာလဲဘုံဘဝတွေကိုကျေစုပြုမယ်ခန္ဓာတွေကိုကျေစုပြုသွားမယ်တဲ့အဲ့ဒီခန္ဓာတွေကိုကျေစုပြုသွားတဲ့သင်္ခါရတရားတွေမှန်တယ်များနိဗ္ဗာန်ကိုကြွယ်ပြီးသားကြီးပဲမဟုတ်လားဒါဆိုရင်နိဗ္ဗာန်ဒီပြုပြင်ခြင်းဖန်တီးခြင်းကင်းနေတယ်အဝိဇ္ဇာမောဟနဲ့ပြုလုပ်ဖန်တီးခြင်းသင်္ခါရတွေကင်းနေတာကနိဗ္ဗာန်ဒေါသနဲ့ပြုလုပ်ဖန်တီးခြင်းသင်္ခါရတွေကင်းနေတာကနိဗ္ဗာန်လိုမလိုကြိုက်မကြိုက်တွေပြုလုပ်မှုဖန်တီးခြင်းနဲ့ကင်းနေတဲ့နေရာကနိဗ္ဗာန်ပဲလို့ဒီလိုသဘောပေါက်သွားပြီဒါဆိုရင်နိဗ္ဗာန်မှာအကြောင်းတရားရှိလားအကျိုးတရားမေးရင်အကြောင်းတရားလည်းမရှိဘူးအကျိုးတရားလည်းမရှိဘူးပြုလုပ်သူလည်းမရှိဘူးဖန်တီးသူလည်းမရှိဘူးပြုလုပ်ခြင်းဖန်တီးခြင်းကင်းနေတာနိဗ္ဗာန်ပဲဟုတ်တယ်မလားဒါဆိုရင်ဆရာလေးတို့ရဲ့စိတ်မှာကုသိုလ်နဲ့ဖန်တီးတဲ့သင်္ခါရတရားအာကုသိုလ်နဲ့ပြုလုပ်တဲ့သင်္ခါရတရားတွေကင်းရာကုံရာကနိဗ္ဗာန်ဖြစ်မနေဘူးလားဒါဆိုရင်ကုသိုလ်သင်္ခါရကုံရာကလည်းနိဗ္ဗာန်အာကုသိုလ်သင်္ခါရကင်းကုံရာကလည်းနိဗ္ဗာန်ဆိုတော့ဆရာလေးတို့ရဲ့စိတ်ဒီအမြဲတမ်းကုသိုလ်တွေနဲ့နေတာလားမနေဘူးအကုသိုလ်တွေနဲ့ရောအမြဲနေနေတာဒါဆိုရင်အမြဲနေတဲ့စိတ်ဒီကုသိုလ်အာကုသိုလ်ကင်းရာနဲ့နေနေတာမဟုတ်ဘူးလားဒါဆိုရင်ကုသိုလ်အာကုသိုလ်ကင်းနေတဲ့အာယုံနဲ့နေနေတဲ့စိတ်ကလေးအဲ့တော့ကုသိုလ်အကုသိုလ်ကင်းရာကုံရာနဲ့နေနေတဲ့စိတ်ကလေးဒီမမြဲခြင်းသဘောနဲ့မြဲနေတဲ့စိတ်ဒါသူနေနေတဲ့အာယုံကကုသိုလ်အကုသိုလ်ကုံရာအာယုံဒါဆိုရင်ကုသိုလ်အကုသိုလ်ကုံရာအာယုံကြီးကပြုပြင်ဖန်တီးခြင်းမရှိဘူးအဲ့ဒါကိုနိဗ္ဗာန်လို့ပြောလိုက်တာဒါဆိုရင်နိဗ္ဗာန်မှာကျတော့ဘယ်လိုမျိုးသဘောတရားတွေတက်ရောက်သွားတာလဲနိဗ္ဗာန်ထဲမှာဘုံမရှိဘူးဘဝမရှိဘူးပြုပြင်ခြင်းမရှိဘူးအကြောင်းကျိုးမရှိဘူးတက်မှတ်ခြင်းတွေလိုမလိုကြိုက်မကြိုက်ခြင်းမဝမ်းတာဝမ်းနဲ့စိတ်ဆိုးစိတ်ညစ်တွေမရှိဘူးအဲ့ဒါကိုနိဗ္ဗာန်လို့သဘောပေါက်တာအဲ့ဒီနိဗ္ဗာန်ဆိုတာကလည်းပြည့်ညက်ပဲနိဗ္ဗာန်ဆိုတဲ့သဘောတရားပေါ်မှာခုနသူ့ရဲ့သဘောတရားတွေပေါ်လင်းထင်ရှားအောင်ထုတ်ပြလိုက်တဲ့အခါကျတော့နိဗ္ဗာန်မှာဖောက်ပြန်နေတဲ့ရုပ်တွေမရှိဘူးခံစားနေတဲ့ဝေဒနာတွေမရှိဘူးမှတ်သားနေတဲ့တင်ညာတွေမရှိဘူးလှုပ်ဆော်နေတဲ့စေတနာတွေမရှိဘူးသိနေတဲ့ဝိညာဉ်မရှိဘူးဆိုခန္ဓာ၅ပါးရှိနေတာလားခန္ဓာ၅ပါးကင်းနေတာလားအဲ့ဒီခန္ဓာ၅ပါးလွတ်ရအာယုံကနိဗ္ဗာန်ပဲအဲ့ဒါပဲနိဗ္ဗာန်မှာပြုပြင်ခြင်းမရှိဘူးဖန်တီးခြင်းမရှိဘူးတဏှာမရှိဘူးတက်မှတ်ခြင်းတွေမရှိဘူးအမျက်ဒေါသတွေမရှိဘူးအလိုလောဘတွေမရှိဘူးဒါကြောင့်မို့တဏှခရောနိဗ္ဗာန်နဲ့ဒေါသခရောနိဗ္ဗာန်နဲ့မောဟခရောနိဗ္ဗာန်နဲ့လို့မြတ်ဗုဒ္ဓဟောထားတာအဲ့ဒါတဏှာကုံရနိဗ္ဗာန်ဒေါသကုံရနိဗ္ဗာန်မောဟကုံရကနိဗ္ဗာန်ပဲဒီသဘောတရားတွေကိုနားတဲ့တောင်နိဗ္ဗာန်လို့အမည်နာမတက်လိုက်တာမျိုးအဲ့တော့နိဗ္ဗာန်ဆိုတဲ့နာမည်ကလည်းဝိဇ္ဇာမာနပညတ်ပါပဲအဲ့ဒီလိုပညတ်ကိုပညတ်ရဲ့သဘောတရားတိုင်းနားလေလာပြီးဆိုရင်ပညတ်ကိုသိလာရင်ကန့်ညိခြင်းနေကင်းလာတယ်အဲ့တော့ပညတ်ကိုသိမကန့်ညိလူဤတန်တရာပညတ်ကိုပညတ်တိုင်းသိပညတ်ကိုလည်းသိပရမတ်ကိုလည်းသိနှစ်သိနှစ်မြင်ဒိဋ္ဌိစင်တယ်ပညတ်ကိုလည်းတဲ့ပညတ်အတိုင်းသိလို့ရှိရင်နဲ့ပညတ်แท้မှာလေတဲ့အမေကိလေသာတွေကင်းနေပြီဝိဇ္ဇာမာနပညတ်နဲ့အဝိဇ္ဇာမာနပညတ်ကိုပညတ်တိုင်းကိုသိပေးရမယ်အဲ့ဒီပညတ်ကိုပညတ်တိုင်းသိတာကလည်းဉာဏ်ပဲမေအဲ့လိုသဘောပေါက်ပါမှာလေနော်အဲ့တော့တမာဒိဋ္ဌိတမာသင်္ကပ္ပတမာဝါယမတမာတတိတမာတမာတိတို့အမည်နာမတက်တာကလည်းဝိဇ္ဇာမာနပညတ်ပါပဲဟုတ်တယ်မလားသမုဒိယသစ္စာဒုက္ခသစ္စာဆိုတာကလည်းအမည်နာမတွေတက်လိုက်တာပဲဒါဆိုရင်မြတ်ဗုဒ္ဓကဆရာလေးရဲ့ဓမ္မရဲ့သဘောတရားတွေပေါ်လွင်ဖို့အတွက်အမည်နာမတွေတက်ပြီးတော့ဓမ္မရဲ့သဘောတဘာဝတွေပေါ်လွင်ထင်ရှားအောင်ဖော်ထုတ်ပေးခဲ့တဲ့ဆရာလေးတို့ရဲ့ဂျေဇုရှင်ကြီးဟာမြတ်စွာဘုရားတဖန်ဒီဓမ္မသဘောတရားတွေကိုနားလည်အောင်ပြန်လည်ဟောကြားပြီးတဲ့တန်ဃာတော်တွေကဆရာလေးတို့တဲ့ဂျေဇုတရားတွေဂျေဇုရှင်တွေပဲပေါ့တဖန်ဆရာလေးတို့ကဒီတရားတွေကိုနားတဲ့သဘောပေါက်တော့ကိုယ်တိုင်နဲ့ကျင့်နေတပါးသူနားလည်အောင်နဲ့ဂျေဇုပြုပေးလိုက်တဲ့အခါကျတော့ဓမ္မဒါနပြုတဲ့သာသနာကိုတည်တတ်အောင်ပြန်ပွားအောင်ခိုင်မြဲအောင်ကိလေသာအညစ်အကြေးတွေကင်းဝေးအောင်ဆောင်ရွက်ပေးတဲ့သူဓမ္မဂရိကခေါ်တာဟုတ်တယ်မလားကိလေသာတွေငြိမ်းအောင်ဟောပေးရမယ်အမျက်ဒေါသတွေကင်းအောင်ဟောပေးရမယ်အလိုလောဘတွေကင်းအောင်ဟောပေးရမယ်တောကပတိတွေကဒုက္ခဒေါမနတာဥပယတာမိတွေငြိမ်းအောင်ဟောပေးနိုင်စွမ်းရှိတဲ့သူကဓမ္မဂရိကပဲကိလေသာတွေထကြွလာအောင်ဟောပြမယ်ကိုယ်တိုင်တချင်းတွေဆိုပြီးတော့ပြောမယ်ဆိုရင်ကိလေသာတွေနိုးထအောင်လုပ်တာတူတူပဲမဟုတ်လားကိုတချင်းဆိုရင်ပိဋကလိုက်ဆိုပြီးသားပဲဟုတ်တယ်မလားကိလေသာတွေနိုးထအောင်ဆောင်ရွက်ပြီးတာအဲ့ဒါကိုဓမ္မဂရိကမခေါ်ဘူး
ဓမ္မဂတိကဆိုတာကခန္ဓာကိုယ်လည်းညီးငွေအောင်ဟောပြရမယ်ဒီခန္ဓာကြီးကိုမလိုချင်အောင်တက်မဲ့ချင်းတွေကင်းအောင်လည်းဟောပြရမယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုတဲ့တရားမဂ္ဂင်ရှိပါမဂ္ဂသစ္စာအကျင့်တရားတွေဟောပေးနိုင်တဲ့သူကိုဓမ္မဂတိကလို့ခေါ်တာအမေရဲ့